Biget A-chain user တယောက်ဆိုလို့ရှိရင် Biget A-chain ပေါ်မှာအသစ် listing လုပ်တဲ့ coin တွေ project အသစ်တွေရဲ့ coin အသစ်တွေကိုကျွန်တော်တို့ airdrop farming လုပ်လို့ရတဲ့ feature တစ်ခုရှိပါတယ်ဒီနေ့တော့ Biget ရဲ့ feature တစ်ခုဖြစ်တဲ့ကျွန်တော်တို့ coin အသစ်တွေကို airdrop farming လုပ်လို့ရမယ် feature တစ်ခုကြောင်းသေးရှင်းပြပေးသွားပါမယ် Okay ဆိုတော့ကျွန်တော်တို့က Biget A-chain ပေါ်မှာ coin အသစ်တွေကို airdrop farming လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မှာ Biget A-chain ကောင်ရှိဖို့တော့လိုအပ်ပါတယ်ကျွန်တော် KYC တော့အောင်ထားမှရမယ်ပေါ့နော်ဆိုတော့ကို့မှာ Biget A-chain ကောင်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံး Biget A-chain ကိုသွားလိုက်မယ် Okay Biget A-chain ကိုရောက်ပြီဆိုလို့ရှိရင်ဒီနေရာမှာရှိနေတဲ့ model ကိုတစ်ချက်သွားလိုက်မယ် model ကိုရောက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာရှိတဲ့ဒီ reward ကိုသွားမယ် reward ထဲမှာကျွန်တော်ဒီမှာ candy bone ဆိုပြီးတော့ရှိတယ်ဒီ candy bone ကိုတစ်ချက်သွားလိုက်မယ် candy bone ကိုရောက်ပြီဆိုလို့ရှိရင်ဒီ candy bone ထဲမှာအခုလောလောဆယ် error ပေးနေတယ်အခုလောလောဆယ် run နေတယ်အခုလောလောဆယ်ကျွန်တော်တို့ join လို့ရတဲ့ campaign တွေအများကြီးရှိတယ်ဆိုတော့ဒီထဲမှာ campaign တွေရှိတယ်ပေါ့နော်ဒီ Biget A-chain ပေါ်မှာ list လုံးမဲ့ coin တွေကိုသူက error ပေးထားတာဖြစ်တယ်ဆိုတော့ဒီနေရာမှာ campaign တွေကတစ်ခုနှစ်ခုသုံးခုရှိတယ်အဲ့ဒီမှာကိုကြိုက်တဲ့ campaign ကိုက join လို့ရတယ် campaign တွေ join မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လွယ်တယ်ဒီထဲမှာလာပြီးတော့ဒီမှာရှိနေတဲ့ join ဆိုတာကိုနှိပ်လိုက်မယ် join ဆိုတာကိုနှိပ်ပြီးသွားလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့က register ဆိုပြီးတော့နှိပ်လိုက်မှာပေါ့နော်ဒီနေရာမှာကတစ်ခုရှိတာက campaign တွေမှာကကျွန်တော်တို့နှစ်ခုသတ်မှတ်ထားတာရှိတယ်တစ်ခုကကြတော့ကျွန်တော်တို့ new user တွေပဲ join လို့ရမယ် campaign တွေရှိမယ်နောက်တစ်ခုကကြတော့ old user တွေ join လို့ရမယ် campaign တွေဆိုပြီးတော့နှစ်ခုခွဲထားတာရှိတယ်ကျွန်တော် new user မှာကကျွန်တော်တို့က Biget account register လုပ်ပြီးတော့ရက်60အောက်တက်တန်းရှိတဲ့ Biget account တွေ future trade မှာတစ်ခါမှ trade ဘူးသေးတဲ့ Biget account တွေ new user တွေအတွက်တီးတန့်လုပ်ပေးထားတဲ့ campaign တွေဖြစ်တယ်ဆိုတော့ဒီ campaign တွေကတော့ကျွန်တော် new user တွေပဲ join လို့ရမယ် old user တွေကတော့ join လို့မရနိုင်ဘူးဆိုတော့ဒီအပေါ်ဆုံးမှာရှိတဲ့ RMU ကတော့ကျွန်တော် new user တွေအတွက်ပဲကျွန်တော်လုပ်ပေးထားတာဖြစ်တယ်ဆိုတော့နောက်တစ်ခုကိုထပ်သွားလိုက်မယ်နောက်တစ်ခုကတော့ကျွန်တော်ဒီမှာ AIX campaign ရှိတယ်ဒီ AIX campaign တွေကိုသွားလိုက်မယ်သွားလိုက်လို့ရှိရင်တော့အရင်ဆုံးကျွန်တော်တို့ campaign join မယ်ဆိုလို့ရှိရင်တော့ဒီ campaign ကို register ရင်လုပ်ပေးရပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ join ကိုတစ်ချက်နှိပ်လိုက်လို့ရှိရင် register လုပ်တာအောင်မြင်သွားပြီ register လုပ်တာအောင်မြင်သွားပြီဆိုရင်တော့ဒီနေရာမှာ तू ကလုပ်ရမယ့် test တွေပြပေးထားတယ်ပေါ့နော်ဒီ campaign မှာ reward တွေရဖို့အတွက်ကျွန်တော်တို့ကဒီ test တွေကိုအောင်မြင်အောင်လုပ်ပြီးတော့ candy တွေစုရမယ်ဒီဗီဒီယိုအဆုံးမှာ Biget အနေနဲ့ reward တွေကိုဘယ်လိုပေးလဲဘယ်လိုတွက်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးသွားပါမယ် Okay ဆိုတော့ကျွန်တော်တို့ကဒီမှာ campaign တစ်ခုကို join လိုက်ပြီ join ပြီးတော့လို့ရှိရင် campaign တစ်ခုနဲ့တစ်ခုကလုပ်ရတဲ့ test တွေတော့မတူဘူးဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က spot trade လုပ်ပေးရမယ်ဒီမှာဆိုလို့ရှိရင် trade AI USDT pair ကို trade ရမယ်ပြီးတော့လို့ရှိရင်ဒီမှာစုစုပေါင်း token ပေးသွားမယ့်ပမာဏက3သိန်း AIX token ပေါင်း3သိန်းကို reward ပေးသွားမှာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့က test တွေရှိတယ် test တွေအောင်မြင် candy ဘယ်လောက်ရမလဲဆိုတော့ကျွန်တော်ဒီမှာကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင် trading volume ပေါ့နော်ကျွန်တော် spot trading မှာ AIX coin ကို trading volume 900ပြည့်အောင် trade နိုင်လို့ရှိရင်1 candy ရမယ် trading volume 9000ပြည့်လို့ရှိရင်10 candy 2000 trading volume 2000ပြည့်လို့ရှိရင်40 candy ရနေပြီးတော့ trading volume ဒေါ်လာ6 သန်းထိ trade နိုင်လို့ရှိရင် candy စုစုပေါင်း12000ထိရတော့မှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ကဒီ trading volume 6တန်းရောက်လို့ရှိရင်12000ပဲရမှာမဟုတ်ဘဲနဲ့အပေါ်ကကျွန်တော်တို့900 trade နိုင်ဒီ candy တွေအကုန်လုံးကိုရမှာဖြစ်ပါတယ်ဆိုတော့ဒီဟာက candy တွေစုတဲ့ဟာပေါ့နော်ကျွန်တော်တို့အနေနဲ့ test တွေလုပ်ပြီးတော့ candy တွေစုတဲ့ဖြစ်တယ်ဒီ candy တွေစုပြီးတော့လို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ကဒီ Biget က reward တွေကိုဘယ်လိုပေးလဲပေါ့နော် reward တွေကိုဘယ်လိုတွက်ပြီးတော့ဘယ်လိုပေးလဲဆိုတော့ထပ်ပြီးတော့ရှင်းပြပေးပါမယ် Biget အနေနဲ့ reward တွေကိုတွက်ပြီးတော့ဘယ်လိုပေးလဲဆိုလို့ရှိရင်ကိုရထားတဲ့ candy စုစုပေါင်းကိုဒီ campaign မှာပါဝင်သူတွေအားလုံးရထားတဲ့ candy နဲ့စားလိုက်မယ်စားပြီးသွားလို့ရလာတဲ့ရလက်ကိုကျွန်တော်တို့ဒီ campaign မှာပေးသွားမဲ့ error ပေးသွားမဲ့ပမာဏနဲ့မြှောက်ပြီးတော့ရလာတဲ့ရလက်ကိုကျွန်တော်တို့က error ဖြေရမှာဖြစ်ပါတယ်ဆိုတော့ဒီနောက်ဆုံး final ရလာတဲ့ရလက်ကကျွန်တော်တို့ကကိုရမဲ့ error ပမာဏဖြစ်ပါတယ်ဆိုတော့ဒီ campaign ကို join နေတော့မှာကို error ဘယ်လောက်ရနိုင်မလဲ coin စုစုပေါင်း error ကနေပြီးတော့ဘယ်လောက်ရနိုင်မလဲဆိုတော့ကျွန်တော်တို့ကတွက်ကြည့်လို့လည်းရပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ candy bone အကြောင်းကိုနားလည်သွားပြီလို့မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်